Shot calling ဆိုတာဘာလဲ e-sport match တွေကြည့်တဲ့အခါ team fight တစ်ခုမစခင် suddenly team တစ်ဖွဲ့လုံး moment တူ rotate သွားတာ loss setup perfectly လုပ်တာ fight engage timing တိတိကျကျဖြစ်နေတာတွေမြင်မှုကြပါလိမ့်မယ်။အဲ့ဒီ coordination နောက်ကွယ်မှာရှိတဲ့အရေးအကြီးဆုံး role တစ်ခုက shot caller ပါ။ဒီနေ့တော့ MLBB player တိုင်းသိထားတဲ့ shot calling concept ကိုတိတိကျကျရှင်းပြမယ်။ shot calling ဆိုတာဘာလဲ။ shot calling ဆိုတာက team အတွက် decision maker အဖြစ် game flow ကို control လုပ်ပေးတဲ့ role ဖြစ်ပါတယ်။ဘယ်အချိန် fight ဝင်မလဲဘယ် objective ကို prioritize လုပ်မလဲ retreat လုပ်ရမလား push ဆက်လုပ်မလား rotation ဘယ် lane ကိုသွားမလဲဒီဆုံးဖြတ်ချက်တွေကို real time မှာခေါ်ပေးသူကို shot caller လို့ခေါ်ပါတယ်။ simple word အနေနဲ့ဆို team ရဲ့ brain လို့တောင်ပြောလို့ရပါတယ်။ MLBB မှာ shot caller ဘာကြောင့်အရေးကြီးလဲ solo skill ကောင်းတာတခုတည်းနဲ့ match မနိုင်ပါဘူး high rank pro ဆက်မှာ macro decision က micro skill ထက်တောင်ပိုအရေးကြီးပါတယ်။ shot caller ရှိတဲ့ team random fight မဝင်ဘူး objective timing မလုပ်ဘူး team split မဖြစ်ဘူး comeback chance ပိုများတယ်။ shot caller မရှိတဲ့ team 5 player equal 5 different plans unnecessary fight lot timing miss late game throw ဖြစ်လွယ်တယ်။ shot caller အဖြစ်အများဆုံး role တွေကတော့ MLBB မှာ role တိုင်း shot call လုပ်နိုင်ပေမဲ့အများဆုံးက roamer tank map vision mid laner rotation control jungler objective timing ဒီ role 3ခုက usually team decision leader ဖြစ်တတ်ပါတယ်။ကဲ brand တင်တဲ့သူတွေအနေနဲ့ shot call ခေါ်နိုင်တဲ့တငယ်ချင်းတွေနဲ့အတူနိုင်ပွဲတွေရရှိပါစေလို့ voice reload တက်မှဆုတောင်းပေးလိုက်ပါတယ်။အခုအကြောင်းအရာလေးကိုပြပြပေးခဲ့တာကတော့ voice reload တက်မှအချမ်းပဲဖြစ်ပါတယ်